နာပိုလီသင်းနဲ့အပြောင်းအရွှေ့ပြသွားတဲ့ဂါဗီယယ်ဂျေဇူးရီယယ်မက်ဒရစ်သင်းရဲ့ဘရာဇီးလူငယ်သမားလေးအန်ဒရစ်နဲ့မာကတ်ရက်ဖိုးတို့ကိုခေါ်ယူဖို့ကြိုးစားနေတဲ့အာဆင်နယ်အားလုံးမင်္ဂလာပါ My Team My View Facebook နဲ့ YouTube Channel ကနေကျွန်တော်အာဆင်နယ်ညီကိုပြည်သက်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီကနေ့မနေ့ကင်းသတင်းမှာကျွန်တော်တို့ရထားတဲ့အပြောင်းအရွှေ့သတင်းတချို့နဲ့စိတ်ဝင်စားကြတဲ့သတင်းတချို့ရှိပါတယ်ဆိုတော့ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အပြောင်းအရွှေ့ပြသွားတဲ့ဂါဗီယယ်ဂျေဇူးကြောင့်ကျွန်တော်စပြီးသုံးသပ်ဆွေးနွေးကြည့်လိုက်အောင်ဒီသတင်းကို Arsenal.com Arsenal Extra News နဲ့အီတလီသတင်းတောက်မတ်တီယိုမိုရီနိုတို့ကဖော်ပြထားတာပါသတင်းအသွားလာရနာပိုလီသင်းနဲ့အာဆင်နယ်သင်းတို့ဟာအပြောင်းအရွှေ့အတွက်ဆွေးနွေးမှုမှာနှစ်သင်းကြားသဘောတူမှုရရှိခဲ့ပေမဲ့ကစားသမားရဲ့စိတ်ဆန္ဒပြောင်းရွှေ့ဖို့ဆန္ဒမရှိတာကြောင့်အပြောင်းအရွှေ့ကပြက်ပြက်သွားခဲ့ပြီဆိုပြီးတော့သတင်းသမားတွေကဖော်ပြလာပါတယ်ဆိုတော့ကျွန်တော်တို့အားလုံးသိရတဲ့အတိုင်းပဲလွန်ခဲ့တဲ့တစ်ပတ်လောက်ကဂါဗီယယ်ဂျေဇူးကိုနာပိုလီကခေါ်ယူဖို့ကြိုးစားနေကျွန်တော်အားလုံးအသိပဲအသင်းနဲ့သင်ကြားမှာလည်းကျွန်တော်ပြောင်းရွှေ့ကြီးယူရို15တန်းလောက်နဲ့သဘောတူညီမှုရဖို့အကောင်းဆုံးနှိမ့်ဆက်ခဲ့ပြီးသားဒါပေမဲ့ကစားသမားကထပြီးတော့နာပိုလီကိုမပြောင်းချင်မှုထလို့တယ်အဓိကပြဿနာကတော့လာတာကိစ္စပါပဲလက်ရှိမှာဂါဗီယယ်ဂျေဇူးကအာဆင်နယ်ထဲမှာတပတ်ကိုပေါင်2,500ဝယ်ရနေတယ်2,500ရနေတယ်ကျွန်တော် bonus တွေပါတွေထည့်ပေါင်းမှဆိုရင်တပတ်ကို2,900လောက်သူကရမှာဆိုတော့ဒီလာစာကလာမဲ့2020ခုဆိုရင်စာချုပ်သက်တမ်းအကုန်တော့မှာအပေါ်သက်တမ်းတစ်နှစ်တိုးခွင့်ရှိရဒါပေမဲ့အာဆင်နယ်တင်းကတိုးမှာမဟုတ်ဘူးဒါကြောင့်မို့လဲစာချုပ်သက်တမ်းကျန်တဲ့အချိန်တွေမှာနာပိုလီတင်းကိုရောင်းချခြင်းတာဒီနေရာမှာအသင်းနဲ့အသင်းကြားမှာဆွေးနွေးတာသဘောတူညီမှုရရှိခဲ့ပေမဲ့ကစားသမားကမပြောင်းရွှေ့ခြင်းပဲနဲ့အာဆင်နယ်မှာဆက်ပြီးဒီတရားစီဆက်ပြီးနေကျင်တာဆိုတဲ့အတွက်ကြောင့်မို့လို့ပြောင်းရွှေ့ကပြက်ပြက်သွားခဲ့တယ်အာဆင်နယ်အသင်းရဲ့တာဝန်ရှိသူတွေကဒီဂါဗီယယ်ဂျေဇူးရဲ့လုပ်ရက်ပေါ်ကိုအနှဲငယ်စိတ်ကွက်သွားခဲ့ကြပြီးတော့လက်ရှိမှာကစားသမားကိုဖြောင်းပြနေရမျိုးလည်းလုပ်နေတယ်လို့ဒီရာဒီမှာကစားသမားကလုံးဝမပြောင်းချင်ဘူးခေါင်းပေါ်မှာတင်းခတ်နေမယ်ဆိုရင်ပေါ်ထုတ်ကင်းဆုံးရှုံးသွားတာမျိုးတရားစီလုံးအရန်ကုန်မှာထိုင်နေရတာမျိုးတော့လှုပ်သွားနိုင်ပါတယ်ဒါပေမဲ့ကစားသမားကနှစ်ဦးသဘောတူစာချုပ်ဖြစ်သေးမို့လဲလက်မခံဘူးဆိုပြီးတော့သတင်းတွေထွက်နေပါတယ်ဆိုတော့အဲ့ဒါကပြဿနာပဲဗျအသင်းမှာတချို့ကစားသမားတွေကသူတို့တခြားအသင်းကိုပြောင်းမယ်ဆိုရင်အာဆင်နယ်မှာရနေတဲ့လာတာမျိုးတော့မရတော့မှာနော်ပြီးတော့အာဆင်နယ်မှာတစ်နှစ်ထပ်နေလိုက်တာကဟိုဘက်အသင်းကပေးမဲ့လာစာရဲ့2နှစ်စာလောက်နဲ့ညီမျှနေတာမျိုးတွေရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကစားသမားတချို့ကမပြောင်းချင်ဘူးဒါကြောင့်မှကျွန်တော်ကနောက်ဆုံးမှာတော့ပြောင်းရွှေ့ခြင်းမရရင်နေစာချုပ်ဖြတ်သိမ်းလိုက်မယ်ငါတို့လာစာအပူပြန်ထွက်လာမယ်ဆိုတာမျိုးနဲ့နှစ်ဦးသဘောတူစာချုပ်ဖြတ်သိမ်းနိုင်မျိုးလုပ်နေရတာရှေ့မှာ Rich Nelson ကိုလည်းဒီလိုပဲလုပ်ခဲ့ရတယ် Western နဲ့ပေါင်3တန်းလောက်လေးသဘောတူညီမှုရဖို့တော့မှမနေ့ပြောဆိုပြီးလှုပ်ထားတဲ့အချိန်မှာကစားသမားကမပြောင်းချင်မနဲ့အသင်းမှာဆက်ပြီးဒီရာဒီဆက်နေခြင်းနဲ့ဆိုတာမျိုးတွေလှုပ်လဲလို့ကောနှစ်ဦးသဘောတူစာချုပ်ဖြတ်သိမ်းပေးလိုက်ရတယ်ဆိုတော့အခုလည်းဂါဗီယယ်ဂျေဇူးကဒီအချိုးလာခဲ့ပြန်ပြီကျွန်တော်တို့မှလည်းအပြောင်းရွှေ့ကင်တရတာလိုချင်တဲ့ကစားသမားတွေလိုက်နေရတာမရရတဲ့ကြားတယ်ရှိတဲ့ကစားသမားတွေကပါပီကက်ကက်လုပ်ပြီးမထွက်ချင်တော့ကြတော့အာဆင်နယ်သင်းရဲ့တာဝန်ရှိသူတွေဘယ်လောက်ထိဒီပြောင်းရွှေ့မှာရုန်းကန်နေရတယ်ဆိုတာစဉ်းစားကြည့်အောင်လည်းအသိပါတယ်နော်ဒီအိမ်မောက်သတင်းပုံအနေနဲ့ကျွန်တော်တို့စပိန်ဘက်ကလာတဲ့ဒါရီယာရို AS နဲ့အာဆင်နယ်ဒေါ့ကွန်တို့ကဖော်ပြထားတဲ့သတင်းမှာအာဆင်နယ်အသင်းကရီယယ်မက်ဒရစ်သင်းရဲ့ဘရာဇီးလူငယ်ကစားသမားလေးအန်ဒရစ်ကိုခေါ်ယူဖို့စိတ်ဝင်စားပြီးစောင့်ကြည့်နေတယ်ဆိုပြီးတော့သတင်းတွေမှာဖော်ပြလာပါတယ်ဆိုတော့ဒီအသွားလာရအာဆင်နယ်အသင်းကဒီတောင်ပန်ကစားသမားလေးကိုခေါ်ယူဖို့ကြိုးစားနေတာအာဆင်နယ်အသင်းနဲ့တည်းမဟုတ်ဘူးကျွန်တော်နျူကာဆယ်ကလည်းခေါ်ဖို့ကြိုးစားခဲ့တာမျိုးတွေရှိတယ်နော်ကျွန်တော်ဖီနာပါဂျီကလည်းခေါ်ဖို့ကြိုးစားခဲ့တာမျိုးတွေရှိတယ်ဒါပေမဲ့ရီယယ်မက်ဒရစ်အသင်းရဲ့တာဝန်ရှိသူတွေကထိုက်တဲ့နဲ့တန်ကြီးရဲ့ရောင်းချက်သွားဖို့စဉ်းစားနေပေမဲ့နီးပြမော်ရီညိုကဒီကားမလေးကလာမယ့်ရာသီမှာသူ့ရဲ့ပလန်တွေသူ့ရဲ့စီမံကိန်းတွေမှာဒီဇိုင်းအဖြစ်နဲ့အရေးပါလာနေတယ်ဆိုပြီးတော့ဒီပြောင်းရွှေ့တွေကိုပိတ်ပင်တားဆီးထားတယ်ဆိုပြီးသတင်းတွေမှာဖော်ပြလာတယ်ဒါပေမဲ့အာဆင်နယ်အသင်းကစိတ်ဝင်စားလာတယ်ကျွန်တော်အာဆင်နယ်အသင်းမှာလည်းဘရာဇီးကားသမားတချို့စပိန်စကားပြောတဲ့ကစားသမားတို့ရှိနေဖြစ်တဲ့ကြောင့်မလို့ကစားသမားလေးကရီယယ်မက်ဒရစ်အသင်းကသာလမ်းဖွင့်ပေးမယ်နီးပြမော်ဒင်ကသာခွင့်ပြုမယ်ဆိုရင်လန်ဒန်မျိုးပြောင်းရွှေ့ကစားဖို့စိတ်ဝင်စားတယ်ဆိုပြီးတော့သတင်းတွေမှာဖော်ပြလာတယ်ဆိုတော့ဘယ်လိုထင်ကြလဲကျွန်တော်တို့နောက်ဆုံးနာမည်ကြီးတိုက်စစ်မှုတွေကိုပြစ်မှတ်ထားတဲ့အချိန်မှာနောက်ဆုံးရတော့အခုဒီအသက်16နှစ်ရဲ့ကစားသမားလေးနဲ့ပဲအပြောင်းရွှေ့ကပိတ်တော့မဲ့သဘောတွေဖြစ်လာနေပြီအာဆင်နယ်အသင်းရဲ့တာဝန်ရှိသူတွေအပြောင်းရွှေ့မှာဒီထက်ပိုပြီးတော့အသင်းကိုပတ်မှုပေးနိုင်မဲ့ကစားသမားတွေနော်ဒီနေ့ပို့ပြီးတိုက်စစ်ပိုင်းကိုထိရောက်အောင်စူးစမ်းပေးမဲ့ကစားသမားမျိုးတွေရွေးချယ်စီစစ်ခေါ်ဖို့လိုအပ်ပါတယ်ဒီနေ့မှာအန်ဒရစ်ကိုကျွန်တော်တို့မကြိုက်လို့ပြောတာမဟုတ်ဘူးဒါပေမဲ့အန်ဒရစ်ကအသက်လက်ငယ်သေးတယ်ပြီးတော့အသင်သုံးလည်းမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ဒီမာတင်နယ်လီထွက်သွားမှမို့လို့ကာဗာပြန်လုပ်ချင်တယ်ဆိုရင်ဒီတက်ပို့ပြီး level မြင့်နဲ့ဒီတက်ပို့ပြီးအသင်းကိုအကျိုးပြုနိုင်မဲ့ကစားသမားတွေဈေးကွက်ထဲမှာရှာဖွေတာကအသင်းတက်ပို့ပြီးတော့အကျိုးရှိပါလိမ့်မယ်တတိယမြောက်သတင်းတစ်ပုဒ်အနေနဲ့ဒီသတင်းကို Independent အသင်းကဖော်ပြတာကိုကျွန်တော်ကကူးယူဖော်ပြပါတယ်
အာဆင်နယ်အသင်းကမန်ချက်စတာယူနိုက်တက်အသင်းရဲ့တောင်မှတိုက်စစ်ကစားမှာမာကတ်ရက်ဖိုကိုခေါ်ယူဖို့အငှားနဲ့ခေါ်ယူဖို့စိတ်ဝင်စားလာတယ်ဆိုပြီးတော့ The Independent News မှာဖော်ပြလာပါတယ်ဆိုတော့ဒီနေ့သွားလာရကြည့်မှဆိုရင်အာဆင်နယ်အသင်းကမာတင်နယ်လီထွက်ခွာတော့မယ့်နေရာမှာအစားထိုးဖို့အတွက်ဒီကမားကိုအငှားနဲ့ခေါ်ယူဖို့စူးစမ်းနေတာဆိုပြီးတော့ဖော်ပြလာပါတယ်ဒီနေရာမှာနှစ်ပတ်အသင်းကဓာတ်ရိုက်လှမ်းပြီးတော့ကန်လန်းတာမျိုးဆွေးနွေးရမျိုးမရှိသေးပေမဲ့အာဆင်နယ်အသင်းရဲ့တာဝန်ရှိသူတွေက agent to agent တီးခေါက်စုံစမ်းနေရမျိုးတွေရှိရဆိုပြီးတော့ Independent News ကဖော်ပြလာပါတယ်ဆိုတော့ဒီသတင်းကကျွန်တော်ဘာကိုဖော်ပြလဲဆိုတော့ရှေ့မှာကျွန်တော်တို့ Vinicius တို့နော် Kenan Yildiz တို့စတဲ့နာမည်ကြီးတောင်မှန်ကစားသမားတွေအခုနောက်ဆုံး Julian Alvarez စတဲ့ကစားသမားတွေကိုကျွန်တော်ခေါ်ယူဖို့စူးစမ်းနေအားလုံးသိပဲနော်လုံးဝနာမည်ကြီးအသင်းကို next level ကိုပို့ပေးနိုင်မယ်ဆိုတဲ့ကစားသမားမျိုးတွေပဲခေါ်ယူဖို့စူးစမ်းနေတာအခုနောက်ဆုံး Marcus Rashford နဲ့သတင်းထွက်လာခဲ့ပြီသူတို့ပြောရဲ့အရာဆိုရင်တော့ဒါကို Martin Letinia ကိုကျွန်တော်တို့ကာဗာဖြည့်ဖို့အတွက်ပဲကြိုးစားတယ်ဆိုရင်ပဲလက်ရှိကြားနေရတဲ့ပုံစံအရနာမည်ကြီးကစားသမားတွေခေါ်လို့အဆင်မပြေတဲ့ရင် Rashford နဲ့ပဲအဆုံးသတ်တော့မယ်ဆိုတဲ့သဘောနော်ကျွန်တော်တို့စင်ဖမ်းမယ်ကြားဖမ်းမယ်နော်ဂေါ်စီလာကိုမြင်းလုံစီးမယ်ဆိုတဲ့အကွက်တွေလှုပ်ပြီးတော့မှနောက်ဆုံးကြတော့မှကျွန်တော်တို့ Rashford နဲ့အဆုံးသတ်ရမယ့်ပုံစံမျိုးတွေဖြစ်လာပြီနော်ဆိုတော့တိုင်ပဲအသင်းတစ်သင်းရကစားသမားကိုခေါ်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူးဒီနေရာမှာ Marcus Rashford ကပြီးခဲ့တဲ့ရာသီကဘာစီလိုနာကိုအငှားတချို့သွားကစားခဲ့တယ်ပွဲစဉ်တချို့ကစားခဲ့ရတယ်နော်တွင်ကိုတချို့ဖန်တီးမှုတချို့လည်းလုံနိုင်ခဲ့သည့်တိုင်အောင်ဘာစီလိုနာကသူ့ကိုအပြတ်ခေါ်ယူဖို့ညှင်းပက်ခံထားရတဲ့ကစားသမားဒါကိုကြည့်ချင်းအဖြစ်တွင်ကိုတချို့ဖန်တီးမှုတချို့ရခဲ့တဲ့ဆိုသည့်တိုင်အောင်ကစားသမားရဲ့လောက်အားနှုန်းကစားသမားရဲ့စွမ်းဆောင်ရည်ကတစ်ဖက်အသင်းရဲ့ခြေနဲ့လောက်ကျစွမ်းဆောင်ရည်မဟုတ်ဘူးဆိုတာအတိအကျကြီးပဲဒါကြောင့်မို့လဲသူတို့ကမခေါ်ဖို့လုပ်ခဲ့တာဒါကိုကျွန်တော်တို့အာဆင်နယ်အသင်းက Rashford ကိုခေါ်ဖို့ပြန်လဲစူးစမ်းလာတယ်ကျွန်တော်စိုးရိမ်နေတာတစ်ခုရှိတယ်ကျွန်တော်ခုနပြောခဲ့လို့ပဲ Julian Alvarez တို့နော်Vinicius တို့ Kenan Yildiz တို့မရတော့မှ Rashford ကြီးနဲ့အပြောင်းအရွှေ့ပိတ်ချလိုက်မှာပဲတကယ်တမ်းဆို Rashford လို့ကစားသမားမျိုးကိုအငှားခေါ်ယူဖို့စူးစမ်းမယ်အစား Martinelli ကိုဆက်ထားလိုက်တာကကျွန်တော်တို့ပို့ပြီးတော့အကျိုးရှိလိမ့်မယ်အသင်းနဲ့အသားကျပြီးသားကမှတည်းကအသင်းအထောက်ကောင်းကောင်းနဲ့နေပြီးသားကမှတည်းကိုပြန်ပြီးတော့ထားလိုက်တာကမှ Rashford ကိုအငှားခေါ်တာတဲ့ဆိုင်ပို့ပြီးတော့ကျွန်တော်တို့အကျိုးဖြစ်ထွန်းမှာလိမ့်မယ်ဆိုတော့ကျွန်တော်တို့ပြည်သက်တွေရောဒီသတင်းပေါ်ကိုဘယ်လိုမြင်ကြလဲပြိုင်မဲ့အသင်းကကစားသမားတယောက်ကိုလိုချင်ကြလား Rashford နဲ့ဆိုရင်ရော Martin Leninia ကိုကောင်းကောင်းကပါအစားထိုးနိုင်မယ်လို့ထင်ကြလား comment ထဲမှာဝင်ရောက်ဆွေးနွေးသေးကြပါဦးစတုတ်ထိုင်းမြောက်သတင်းပုံအနေနဲ့ Julian Alvarez ပါမဖြစ်ပေါ့နေတိုင်းသူရောက်တင်ဆက်နေရလားကျွန်တော်လည်းအားတော့နာပါကျွန်တော်ပြည်သက်တွေကိုဒါပေမဲ့လည်းနေတိုင်းကသတင်းတွေကနီးစပ်မှုရှိလာပြီးတိုးတက်မှုရှိလာပြီးဆိုသတင်းတွေဖြစ်နေတော့ကြတော့ကျွန်တော်ပြည်သက်တွေကိုအချိန်နဲ့တပြေးညီတည်တည်ကြတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ဖော်ပြပေးရခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ Mera Football တို့မှာနော်နောက်ပြီးတော့သတင်းတော့ David Che နော်စပိန်ဘက်ကလာတဲ့သတင်းတချို့အရင်းမြစ်တချို့မှာဆိုရင်အာဆင်နယ်အသင်းရဲ့တာဝန်ရှိသူတွေက Julian Alvarez နဲ့အတူ Julian Alvarez ရဲ့မိသားစုဝင်တွေကိုပါအချိန်မပြည့်တော့ကျော်အဆက်အသွယ်လုပ်နေပြီးတော့ကစားသမားသာအာဆင်နယ်အသင်းကိုပြောင်းရွှေ့လာဖို့စိတ်ဝင်စားမယ်ဆိုရင်သူ့မိသားစုနဲ့သူနေထိုင်မှုတဲ့လန်ဒန်မှာအိမ်အောင်ကြိုတင်ရှာဖွေပေးထားပြီလို့ဆိုပြီးတော့သတင်းတွေဖော်ပြလာပါတယ်ဒီနေ့မှာကစားသမားအာဆင်နယ်အသင်းကိုမလာခြင်းတဲ့အကြောင်းအရာမကြိုက်လို့လည်းမဟုတ်ဘူးသူ့တဲ့အဓိကနယ်မြေပြဿနာနဲ့ဘာသာစကားအခက်အခဲပြီးတော့သူတယောက်တည်းလာမှဖြစ်တဲ့ကြောင့်မလို့သူ့အနေနဲ့အနှဲငယ်ခက်ခဲမှုတွေရှိတယ်ကစားသမားနဲ့ communication ပတ်ဝန်းကျင်နဲ့ communication မှာဒါကြောင့်မို့လို့အာဆင်နယ်အသင်းကကစားသမားဘက်ကိုကြည့်တဲ့အနေနဲ့မင်းလာခြင်းငါတို့အသင်းကလာကစားမယ်ဆိုရင်မင်းမိသားစုလိုလည်းခေါ်လာခဲ့အိမ်လည်းငါတို့ငှားပေးမယ်မင်းမိသားစုနေမဲ့အိမ်ကိုငါတို့ငှားပေးမယ်အဲ့အိမ်ငှားကလာတော့ပါအာဆင်နယ်အသင်းဘက်ကအကုန်ညခံပေးမယ်ဆိုပြီးတော့ကန်လက်မျိုးတွေပြုတ်လွှတ်ထားတယ်ဆိုပြီးတော့သတင်းတွေမှာဖော်ပြလာပါတယ်ဆိုတော့ကစားသမားဒီသတင်းပေါ်ဆိုတော့ကစားသမားအနေနဲ့ဒီကန်လန်းချက်ပေါ်အနှဲငယ်နားထောင်ကောင်းမယ်မဲ့လက်ရှိကျွန်တော်ရထားတဲ့သတင်းမှာဆိုရင်အခုကျွန်တော်ဒီတစ်ပတ်မှာကစားမဲ့အသင်းရဲ့ပွဲမှာ training တွေ့တောင်မှပဲ Julian Alvarez ကသူ့အနေနဲ့စိတ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုမကောင်းလို့ပေါ့နော်စိတ်ပိုင်းဆိုင်ရာခံစားမှုမကောင်းလို့ training ကိုပြက်ခွက်တယ်ဆိုတဲ့မျိုးတွေအောင်ကြားနေရတယ်ဆိုတော့ဂါမက training ပြက်တာနှစ်ခါသုံးခါရှိပြီနော်ဂလန်ကန်ဆန်လုံနေမျိုးတွေဖြစ်နေပြီဘာစီလိုနာမှာသွားလို့ဒီလိုမျိုးတွေဖြစ်နေရဆိုရင်မဲ့လေသူ့အနေနဲ့ဘာစီလိုနာကိုအသင်းဘက်ကရောင်းချက်မှာမဟုတ်ဘူးဆိုတော့သူတို့တီးပြီးသားဖြစ်တဲ့ကြောင့်မလို့သူ့အနေနဲ့ရွေးချယ်ချက်အာဆင်နယ်အသင်းမရှိတယ်ဒီနေ့မှာအာဆင်နယ်အသင်းကတူသာလာမှဆိုရင်ဘာမှမစွတ်လုတ်ပေးသားမှဆိုတော့ကန်လိုက်မှုတွေရှိတယ်စံချိန်တွေပြောင်းရွှေ့လည်းပေးတော့ဖို့ဆန္ဒရှိတယ်လို့စံချိန်တွေလည်းတာလည်းပေးတော့ဖို့ဆန္ဒရှိတယ်ဆိုတော့ဂါမအနေနဲ့ဒီလောက်ကန်လန်းနဲ့ကောင်းမွန်တဲ့ကန်လန်းမှုမျိုးတွေကိုစဉ်းစားပြီးတော့အာဆင်နယ်အသင်းကိုပဲရောက်လာမလားဒါမှမဟုတ်လဲအက်တလက်တီကိုမက်ဒရစ်အသင်းမှာပဲဆက်နေပြီးတော့ပိတ်သက်တွေအမုန်းခံပြီးတော့နောက်တရားစီဆက်နေသွားမလားဆိုတာကတော့သူ့ပေါ်ပဲမူတည်နေပါပြီဆိုတော့ကျွန်တော်အာဆင်နယ်ပိတ်သက်တွေရောလက်ရှိသတင်းတွေထွက်နေတဲ့အပေါ်ဘယ်လိုမြင်ကြလဲသုံးသပ်ဆွေးနွေးပြသလို့ရပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အာဆင်နယ်ပိတ်သက်များအလုံးကိုကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျ